စားရတယ်လို့ညီနဲ့အေးမဟုတ်ပါဘူးမေရဲ့နိုင်ငံခြားမှာအနေကြတာကြောင့်ဗမာပါပဲညီတယ်လီဖုန်းထဲမှာပြတာငါကြည့်ပြီးပါပြီဘိုးမရုပ်ကြီးပါဘိုးရုပ်ကြီးထွက်နေပါတယ်သူတို့တမိသားစုကနိုင်ငံခြားမှာအနေကြတာရောငါပြီးတော့ဘူလီနဲ့ဆက်တာကြောင့်ပါမေဗမာပါပဲသွားလေသူငါယောက်ျားတည်ရင်လက်စိတ်ကောင်းမှမဟုတ်ဘူးညီလင်တည်ရင်လက်စိတ်ကောင်းမှမဟုတ်ဘူးနိုင်ငံခြားသူနဲ့မရလည်းသွားလေသူတွေကမသိတော့ပါဘူးအမေမိရဟိုမှာတန်းတန်းဆွဲဖြစ်နေလို့ပြီးတော့ချက်ချင်းနဲ့ပြေးစားမှာမဟုတ်ပါဘူးမေရဲ့နိုင်ငံခြားနေလိုက်လာဆိုတော့ခဏတွေ့တဲ့သဘောတော့ပါပဲငါတို့နဲ့ဂုံသတင်းချင်းတူတဲ့မြန်မာလူမျိုးအချင်းချင်းလေးပေးစားလို့မရဘူးလားသမီးရဲ့အမေတောင်းပေးပါမယ်အမေလိုက်တောင်းပေးပါမယ်ကြိုက်တဲ့မိန်းမအောင်အမေအပြစ်မှာနည်းနည်းပပမစုံစမ်းမိဘူးလားဘာဖြစ်လို့လဲအမေမီးရဲ့အသားအရင်ရုပ်ရည်နဲ့ကလေဒီနိုင်ငံမှာကြိုက်မဲ့လူမရှိဘူးမေရဲ့ဟုတ်လို့လားအိမ်တော်ထိန်ကိုဘာလူဟုတ်လို့လားဟဲ့ဟုတ်တယ်မမကြီးအဲ့တော့ကျွန်တော်လက်ခံတယ်အဲ့လောက်ကြီးကိုမဲသလားငါမီးကဟိုတံပိုးကြီးတာနဲ့တင်တောင်းလို့လည်းမရဘူးလားမရဘူးမေသူ့ရဲ့အသားရည်ရုပ်ရည်နဲ့ကလေ international မှာတန်းဝင်နေဆိုပြီးနိုင်ငံခြားလူတွေပဲကြိုက်ကြတာမြန်မာနိုင်ငံဘူးမှမကြိုက်ဘူးနိုင်ငံခြားမှာကြိုက်ကြသလားဟုတ်တယ်ကိုအဆင်ပြေပါမလားစိတ်မူပါနဲ့ baby ရဲ့ကိုယ့်ရန်ကိုပြီးရင်ပြီးတယ် Mom Dad he said he's finished his home finish Oh Yes that goose တခုရှိတာလေဖွားဖွားကနည်းနည်းတော့ရှေးရိုးဆွဲတယ် and then he said his grandma I understand it သမီးမပြောလဲရတယ်နော် darling yeah I know yeah ဒါပေမဲ့စိတ်မူပါနဲ့အိမ်မှာဖွားဖွားအခရာပဲဆိုတော့ baby ဖွားဖွားအကြိုက်လိုက်နေ everything okay သွားမှာနော် okay yeah his grandma is Wazelle wow nice Harry very good တမျိုးကြီးတွေပဲတော့ပြောတာဟိုကလေ baby တို့ family ကနွေးနွေးထွေးထွေးဖြစ်အောင်လို့ broken English ပဲသုံးတာကောင်းတယ် honey look wow ကိုဘာလူ ရောင်းမ ကားဝင်လာပြီ channel ကားဝင်လာပြီ ဟုတ်ပါဘူး Oh Uncle Balu miss you ဟာတူလေမတူရကျွန်တော်သားလေးဖွေးလာတာ ဘာတော်လာလဲယင် ဟောအိမ်တော်တဲ့ကိုငယ်လေးကကိုကိုထိန်းတာ to me တွေ့ရတာမှန်တာလေလာအန်ကယ်ဖွားဖွား ငါမြင်မျက်လုံးကတိတ်နေဆွဲလို့ပါလားအဖောက်မြင်ရလား မြင်ရတယ်ကိုကတိမ်မဟုတ်ဘူးအဲ့ဒါမျက်ကပ်မှန်တက်ထားတာ အော်အေးအော်ဘုံမဆိုတာညီလား ဘုမမဟုတ်ပါဘူးဖွားရတာတားကောက်မှလေးမေမန်းနဲ့ မင်္ဂလာပါရှင် Oh papa so beautiful အရင်လာတာပဲတက်က40လားယင်ကိုရဲ့ဖွားဆိုတော့အသက်40တော့မဟုတ်တော့ဘူးထင်တယ်နော် မကားပါဘူးလာထိုင်တော့ရင်ကြီးတော့ပဲကလေးอ่ะဘွားလေနိုင်ငံခြားမှာနေရဆိုတော့ရိုင်းမဲ့မှတ်တာအမြင်ကတော့ရိုင်းတယ် ဟွာသမီးလေးကလေခုနိုင်ငံခြားကပြန်လာတာဆိုတော့ဟိုခဏနေကြရင်ဖွားဖွားတို့လိုမမေတို့လိုစင်ပေးမှာကျမလေးဝက်မှာပါရှင်ဟုတ်ကဲ့ ဖွား ဟေး ဒီကမေမန်းရဲ့ဖေဖေကိုခီတဲ့ မင်္ဂလာပေါင်းနဲ့ခံချောင်းပါစေအန်တီအန်တီကစက်တည်ရှိလိုက်တာနော်ကျွန်တော်ကမြန်မာပြည်ကိုချစ်တယ်ဟိုမှာအရန်ချမ်းသာနေရောဒီကိုတိတ်ပြန်မလာဖြစ်ဘူးလေအဲ့ဒါနဲ့မြန်မာပြည်မှာပဲနေချင်တာဗျ တော်တော်များချမ်းသာသလား အရန်ချမ်းသာဗျ ဟိုဘက်ကမေမန်းရဲ့မေကန်ဒယ်ခါတဲ့ မင်္ဂလာပါတွေ့ရတာဝမ်းသာပါတယ်ရှင်သမီးလေးကလေနိုင်ငံခြားမှာနေတာကြတော့နိုင်ငံခြားသားတွေနဲ့မိသားမြတ်တာမတေးကိုကြောက်တာပဲနော်ဒါလေ Yes အခုလိုမျိုးဂုံသတင်းကြီးတဲ့အန်ဒီတို့လိုမြန်မာလူမျိုးနဲ့ဆွေမျိုးတော်ရတာတေးကိုဝမ်းသာတာပဲရှင် အေးအဖွားတို့လည်းမြန်မာလူမျိုးအချင်းချင်းကိုချစ်တဲ့သူနဲ့နော်အခုလိုဝန်တာလေဘာပြောရမှန်းကိုမသိဘူးအဖွားစိုးရိမ်နေရလေ မဲဖွားတို့အတွက်ဟိုကနေလက်ဆောင်လေးပါလာရဲ့ရှင် အော်ဖွားတို့ကရင်းမောင်းကြီးတွေဝပုန်းတော့ ဂျင်းမောင်းလေးကိုဖွားဒါအိတ်လေးအိတ်တော့နိုင်ငံခြားမှာရဲသေးကြည့်တာဒါမျိုးတွေကဟာ ရင်းမောင်းမီအစုပ်တွေစက်ချုပ်ထားသလိုပဲနော် ကျမနိုင်ငံခြားလာရဲဆိုတော့လေဟိုအဖရီကူချီတို့ပါလာမယ်ထင်နေ။အော်အဲ့ဒါတွေကအရင်ချမ်းသာသွားပြီဆိုအလူတွေမကင်တော့ဘူးရှင်။ကျမတို့နိုင်ငံခြားမှာလေဒီလိုအနုပညာလက်ရမြောက်တဲ့ handmade တွေကိုပဲဒေါ်လာ1000ချီပြီးတော့လေးလံဆွဲပြီးကင်တာရှင် ကြည့်ပါဦးဒါဟောဟဲဒါလေးကြတော့စက်ချုပ်ဆိုင်ကအစဘိုးတွေနဲ့စုချုပ်ထားသလိုလေနော်တွေးတဲ့ကျယ်သီးတွေကောက်တက်သလိုမျိုးလေးနော် ။အဲ့ဒါပြင်းပြင်းကအနုပညာပြကန်းနေလေးလံ1000ချီပြီးဆွဲထားတာကျမ အော်ဟုတ်မှာအော်ဟုတ်တယ်သူလွယ်တဲ့ဟာလဲအမှဂျင်းအစအစုပ်တွေစက်ချုပ်ထားသလိုပဲနော်ဒီခေတ်က ဒါလေးဆိုရင်ဒေါ်လာ9000တန်နေရှင် အဲ့လိုခေတ်ကိုဖြစ်သွားပြီနော် ။ဟုတ်ကဲ့ အော်သမီးလေးစားပါဦးသမီးလို့အောင်လို့ဆက်လိုက်မမေးစီလိုက်မယ် ။ဟုတ်ပါ အမနဲ့သမီးလေးနဲ့လေပို့ပါဝင်းလို့ရအောင်လို့ညီမစီစဉ်ပေးထားတာ ။အော်ကျေးဇူးပါပဲနော် ဟုတ်ကဲ့ပါရှင် ။ကဲပါရှင် ဒါဘာကြီးတော့ စတိတ်လေအန်ကယ် စက်တိတ်ဘာစက်တိတ်လဲ ရှ
European food လေ အော်ယူရိုပီယန်ဟုတ်ဒါထမင်းရောထမင်း တမင်းနဲ့စားမှာ ထမင်းနဲ့နေစားဖို့လေ ဟာရေပေါ့ပေါ့ပါလေးနဲ့အရင်ဝတ်လို့ကောင်းတာပဲ ဟုတ်တယ်ဒီမှာကျမလေးကျမဝတ်နေကြမမကော်လက်ရှင်ကနေပြီးတော့အမားတို့အတွက်ဆိုပြီးတိကျအပြင်းသွားစီစဉ်ထားရတာ ကျေးဇူးပါပဲမရေ ငါမြင်းလေးကလှတာပဲအဲ့လိုလေးဝတ်တော့ရှေ့တာလေးစင်ပြီအမခြေတော့အရှည်ကြီးထွက်နေမမြင်ဘူးလားရှေ့တာမရှိဘူးလားမမကောလည်း ရှိတယ်မေရှိတယ်စီစဉ်ပေးလိုက်မယ် လာတမီးလာတမီးစားမယ်လားကြည်စမ်းမြန်မာနိုင်ငံဘယ်လောက်များလွမ်းနေတယ်လဲဆိုရင်စတိတ်နဲ့ထမင်းနဲ့ကိုနေစားတာမမြင်ဘူးတခါမှစား ညီမပြောအရန်လွမ်းတော့လေညီမအဲ့လိုမျိုးစားချင်တော့ညီမစားစားနဲ့ ငါမြေဒီမဲ့ရောက်တော့ရောက်ခိုက်သွားကျင်တာစားကျင်တာအကုန်လိုက်ပို့ပေးအကုန်ဝယ်ပေးဖျားဘူးသွားကျင်လဲလိုက်ဖို့စိတ်ရှိလက်ရှိပို့နော် ဖိတ်ကြပါကွာ ငကကြီးဖြုတ်စားငကကြီးကြည့်လို့ကိုမင်းကညလုံးကလည်းအပြာကြီးနဲ့ဟောပြလာပဲငါတမီးလေးလည်းပြလာအော်ငါမြေးလေးလည်းပြလာပဲဒီကကအဲ့လိုညလုံးပြတဲ့ခေတ်လားအေးအမနာနဲ့ကိုမိသားစုလိုသဘောထားနော် ဟုတ်ရှင်ပါလေကျမကလေဒီအမဝယ်ပေးတဲ့ဒီမမကော်လက်ရှင်ဝတ်လေအရန်ဝတ်လို့ကောင်းလို့လေအဲ့ဒါလေးလည်းဝယ်ချင်သေးတာဟိုရွှေကုန်ပြားလည်းဖူးချင်လို့အန်ဒီနဲ့အမနဲ့လိုက်ပို့လို့ရရင်လိုက်ပို့ပေးပါလားရှင် အော်အမေကကျတော့ပြင်သိမ့်မထွက်တော့လေညီမလေးပို့ပေးပါမယ်မမကော်လက်ရှင်ရောက်ရွှေဖျောင်းလိုက်ပို့ပေးမယ်နော် ဖွားရလိုက်ခဲ့ပါသမီးကဖွားကိုလိုက်စီချင်တာ တော့ပါပြီမြေဘာအပြင်းနေပါလေတိတ်မသွားခြင်းမို့ ဖွားဆုံးမတာလေးနားထောင်ချင်လို့ပါလိုက်ခဲ့ပါနော် အေးနေဒီမလေးကလည်းခေါ်ရတယ်အေးပါလိုက်ချင်မလေးနေမှာတာငကဖြုတ်ညလုံးပြကြီးနဲ့ကဲသွားကြမယ်အမေကမလိုက်ဘူးလား မလိုက်တော့ဘူးခင်ဗျကျွန်တော်အိမ်မှာပဲဗီလီပါလေးစစ်ပြီးနေခဲ့လိုက်တော့မယ်လေ အိမ်မှာဘယ်သူမှမရှိဘူးအိမ်တော်ထိန်တယောက်ပဲကြာမှာနော် ကောင်းတာပေါ့ဩကျွန်တော်လည်းပေါ်ရတာပေါ့ အေးကောင်းနေဗတိဟင်ဟိုအေးဟုတ်ပြီ မခိုင်စုညောနေတာဟုတ်ပါဒီမှာမေတို့ပါခေါ်လာလေဟိုအန်ဒီကနုလိုက်တာနော်ဟုတ်ပါဘာလို့မခမမလာဟိုချွေးမလောင်းလေဟဲချွေးမလေးကလှလိုက်တာနိုင်ငံသားသူလေးကြာနေတာပဲနိုင်ငံသားပဲလေဟယ်လိုမင်္ဂလာပါ သမီးတို့ဆိုင်ကတော်ဆုံးတာပဲအန်ဒီတို့အရွယ်တွေရောရှိလား ရှိတာပေါ့အန်ဒီတို့နဲ့လိုက်တဲ့ဟာတွေအများကြီးပဲလားဘာပေါ့အမဝတ်ထားတဲ့လေဒီ BKK Super Shot လေးရောင်းပြန်ရပြီလား ဒီမဲ့ခုပဲပြတော့မလို့ဟိုတစ်ခေါက်ကဆက်ရုံမှာပစ္စည်းပြတ်သွားလို့အရောင်းဆုံးပြန်ရောက်ပြီ ဟုတ်တယ် ဒါမခိုင်စုဝတ်ထားတဲ့အုတ်ကျိုးရောင်ဒါလေးကအမဲရောင်ဒါလေးကအပြာဒါလေးကပန်းမိတ်ကပ်ဒါလေးကခဲရစ်ဒါလေးကခရက်ရောင်စုံပဲ ခင်းဒါလေးကိုလေရှောင်းစုံစိတ်စုံလာထည့်ပေးသိတယ်မလားအိမ်မအခုဆိုလို့ရှင်ခမီးခမက်တွေရောချွေးမလေးတွေရောဆိုတော့လေ38ကနေစိတ်စုံထက် စိတ်ချနော်မခိုင်စုရဲ့ချူးမလေးကကန်ကောင်းလိုက်တာနော်မခိုင်စုလို့တထေးရောက်ခမအောင်ရထားလို့ သူတို့ကပူတော်ချမ်းသာသေးတယ်နိုင်ငံခြားမှာအားချမ်းသာတယ်ဟဲဟုတ်လားဟုတ်ပါ ဖွားနေလိုက်ရလားမြေ အရန်လိုက်တယ်ဖွာနောက်မှလည်းဖေးကျိုးလေးနဲ့အရန်လာတယ် ဟလာဟုတ်တယ်အဲ့ဒါယူလိုက်မယ်နော်ဘာအယောင်လေးရှိသေးတော့ ဟောအန်တီဒီမှာဒါလေးကအမျိုး ဒါလည်းယူမယ် ဒါလေးကအပြာ ဒါလည်းယူမယ်ဘောင်းမီပါတယ်နော် ပါတယ်ဝမ်းဆက်လေးတွေဒါလေးတွေကအနီး နီအော် ဒါလေးကခဲ ဒီမှာ support ဒီမှာအစင်းလေးနော် ဟုတ်တယ်အန်တီဒီဇိုင်းလေးမတူအောင်လုပ်ပေးထားတယ်ဒါလေးကအစိမ့်ဒါလေးကအပြာ ဟဲဒါလေးဘယ်လောက်တုံး 2000ကျော်ပဲအန်တီ စိုက်စုံအယောင်ဆုံး support အစင်းကြောထက် ဟုတ်ကဲ့ အမရေလှလိုက်တာကြည့်ပါအောင်ခက်ခက်တက်တက်နဲ့ကျမအမလိုခက်ခက်တက်တက်ဖြစ်ချင်တာတော့ အမလေးကျမကလေအမောင်တတိကိုကိုလေးပြချင်တာအဲ့ဒါမှဘာဝတ်လိုက်ပါလေ ဟုတ်တာမရေကြည့်ပါအောင်အမဝတ်ထားရမြန်ကြည့်လိုက်တာနဲ့ထေးရုံမှန်တန်းသိတာပဲ မဟုတ်ဟောလေကျမခမီးဘဝတ်ထားလေအရန်သူနဲ့လိုက်လို့လေအဲ့ဒါဘာရောင်လေးရှိသေးလဲ ဟောရှိတာပေါ့ဒါလေးကနေပြီးပြာဒါလေးကပန်းမိတ်ကပ်ဒါလေးကခရမ်းဒါလေးကအဝါဒါလေးကအပြာဒါလေးကဒီမဝတ်ထားတယ်အမျိုးလေး ဟောအရောင်လေးတွေကလည်းအကုန်လာတယ် နော် မဟုတ်စိုက်စုံအရောင်စုံထည့်ပြီးကျမတို့ခမီးကမနေရစင်တိုးဝတ်မှာနော် ဟုတ်ကဲ့ပါ အားနာစရာမလေ ရတယ်ဒီလောက်ကတော့ ဒါလေးကဘာလို့ခေါ်ရလဲ ဟောဒါလေးက BKK Super Shop ပါ အမနဲ့လည်းအရန်လိုက်လို့အဲ့ဒါရောင်စုံလေးရှင်ပြပေးပါအောင်ကျမဝယ်ပေးမယ် ရှိတယ်တောက်ယူလိုက်အောင်မ တိုက်လိုက် ဒါလေးကဒီမဝတ်ထားတဲ့ရောင်စုံလေး1000ကျော်ပဲရှိတာ ဟေးတန်လိုက်တာလုံးရပါ ဒါလေးကအနက်ဒါလေးကခရမ်းဒါလေးကပြာ ဒါလေးကနက်ပြာဒါလေးကကြံရည်စိမ်းလေးမှကုန် ဟာကျမဝယ်ပေးမယ်အမ လေးမရပါတယ် ထည့်ပေးလိုက် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်
ဟဲ့ဒါလေးကချစ်စရာလေးဒါလေးလိုချင်တယ်ဘယ်လောက်လဲမ ဒါလေးက3000ကျော်ပဲနေမှာ ရောင်စုံထည့်လိုက်နော်ရောင်စုံယူမယ် ဘေဘီ ထည့်ပေးမယ် ကောင်းကြီးရှေ့နေရလေဘေဘီကဘိုးမလေးလိုခြေတန်းတော်တော်လေးဆိုတော့အတူလေးတွေပဲဝယ်အတူလေးနဲ့လိုက်တယ် ဟောအတူမမရတာကိုရဲ့ ဟမ်ကိုနဲ့ဆိုရင်အတူဝယ်ဘွားနဲ့ဆိုရင်ရှေ့ဝယ်လိုက်နော် ကဲဖွားနဲ့ဆိုအရှည်လေးဝတ်မယ်ဆိုရင်ဒီမှာဒါလေးရှိသေးတယ်ကိုနဲ့ဆိုရင်အတူလေးကဟိုဘက်မှာပြပေးအောင်ဒီမှာကိုနဲ့ဝတ်ဖို့အတူလေးရောင်စုံလေးရှိတယ် ကျွန်တော်ကြည့်ပြီးတော့ရေးထားလိုက်မယ်မှာ ဟောရပါတယ်အမစိတ်ရှိတဲ့ရှိပြပေးမယ်လေ ရဟိုဖွားကြည့်ကျင်တာလားမသိဖွားကိုတော့ပြပေးလိုက်ပါအောင်မ ရတယ်ဟိုဘက်မှာတခြားပြမဲ့သူတွေရှိရဲ့ မဟုတ်နှစ်ယောက်တည်းသူနေတယ်လို့ ဩရှောင်ပေးရမှာလား ဟုတ်တယ်မှာရှောင်ပေးရမှာဟုတ် ဩ sorry နော်အများကြီးအားပေးလို့ကျေးဇူးပါရှင် အမေကစားကော ဟောဒီခိုင်တော့ပေးတယ်ဖွာ ဟောအခုမှပြပြပါစီမ ကိုဟိုကပစ္စည်းတွေတင်လိုက်အောင်လေ အော်အေး ဒီအင်ကြီးလေးလည်းကြိုက်လို့ ဒီမဲဒီစင်လေးလေအန်တီနဲ့ဆိုအရန်လိုက်ပါအမေကဝယ်ပေးချင်လို့အန်တီ မဟုတ်တာငါသမီးကိုအန်ဒီကတော့ဝယ်ပေးရမှာ ဟုတ်လား ဒါလေးဖောင်းပြပါသလား ပါတာပေါ့ ဒါလေးဝတ်ကြည့်အောင်ဒါလေးလည်းအယောင်ဆုံးပြပါအောင်ကြိုက်လို့ ပြပေးမယ်နော် ကိုဘိုက်ဆော်ရတခုသက်ဆိုင်အောင်လေ ဟုတ်ပြီတော့စားကြမယ်လေ ဟာဖောင်းလို့ကြောက်မလို့ဘူးမြောက်တဲ့သူတော့စားချင်တာ ဒီဝတ်စလေးကတော့လိုက်တာပဲအမေနဲ့အမေနဲ့တော့လိုက်တာခရအောင်လေးလည်းလာတယ်ဒါအမေဝတ်တယ်လို့အညိုရောင်လေးယူမယ်နော်အနီရောင်လည်းယူမယ်အပြာလည်းယူလိုက်ဒီချိုချင်းရောင်လည်းယူလိုက်ရှောင်းလုံးလည်းယူလိုက်ပါလက်စိမ်းရောင်လည်းယူလိုက်ဘဲတော့ဟာတော့ညီးသားတီးဦးလေတမက်မေးတဲ့ရှင်အောင်ကားလည်းမရှိလို့လေရှင်မတက်လုံးကတက်စီမစီဘူးတက်စီနဲ့ပြန်လာရတဲ့အဖြစ်နင်သားရဲ့ဟိုသားမိရဲ့ဘယ်သွားကြတာမတူလေတမီးလည်းအမေနဲ့ပဲတူတူရှိနေအောင်ဖုံးလက်ဆက်မရအိတ်တီလည်းပါသွားဟမ်ကိုဘာလူဟဲ့မေကြည့်မောင်တွေ့ပြီလားမသိငါလက်မတရားတီးပြီးရောမရှိတော့ဟဲ့အဲ့ပစ္စည်းတွေဟဲ့အခန်းထဲတော့ကျန်အိမ်တော်ထိန်ကိုဘာလူ ဒီမှာတဲလာ ဟဲ့ငါရောက်တဲ့အကုန်တည်ခဲ့တယ်လေ စီစီတီဗီရော အမလေးငါโอเคပါအကုန်ရှင်းခဲ့တယ် ပြီးရောအဲ့ဆိုလဲ ဟဲ့ညာပါဟဲ့ဒါလေးကမစိုးဘူးနော်ဒါလေးခါပြလိုက်မယ် ယူဆိုင်ဆောင်ဆိုင်တော့ကုန်ပါရနော် ပြီးရောစောက်ကြောက်ဟဲ့ မင်းပြောတော့ချစ်သူတွေဆို စစ်တူတွေဟုတ်တယ်ဘွား နိုင်ငံခြားမှာနေကြဆိုမင်းတို့က တူလဲနိုင်ငံသားမှနေရတူကတနိုင်ငံသားတနိုင်ငံ တနိုင်ငံစီဘယ်လိုတွေ့ကြတာ လိုင်းပေါ်မှာတွေ့တာ ဟာတော့မင်းပို့လိုက်တဲ့ဓာတ်ပုံကရောဇုံတွဲပုံလေးရော အဲတူကလုတ်ပြီးပို့ပေးလိုက်တာတော့ဖွားကိုပြလိုက်တယ်အဲ့ဒါ လူကြီးကဘယ်မှာတွေ့ဘူးရတော့ လူကြီးကမနေ့ကလေစိတ်မှာစတွေ့တာလို့တူလဲနိုင်ငံသားကနေပြန်လာတာတဲ့လေစိတ်ကိုအတူတူရောက်ကြတာတဲ့ အဲ့ဒါကိုဘာလို့အပေါ့အမှန်တိုင်းမပြောတာတော့မတွေ့ဘူးမသိဘူးတဲ့လူအိမ်ခေါ်ရသလား သူကဖွားကိုမပြောနဲ့တဲ့ပြောလို့ရှိရင်ဖွားကသဘောမတူပဲနေလိမ့်မယ်လူလိမ်နေလို့ထင်လိမ့်မယ် နင်ပြောတော့နိုင်ငံခြားမှာ international ရုပ်ဆိုဒါကိုကြိုက်တဲ့သူတွေပေါ်တယ်ဆိုမရှိဘူးလားတခြားကြိုက်မဲ့သူမရှိဘူးလားအေး line ပေါ်မှာပဲရှိရလား လိုင်းပေါ်မှာတော့တူတယောက်တည်း ဘာလဲမင်းဘာလို့